ဓမ္မကျမ်းစာကတော့ရှာယ26ခုနှစ်ကနေ9အထိဖြစ်ပါတယ်ခုနှစ်ကတပါတိဖတ်သွားတဲ့ခါမှာကျွန်တော်တို့ကြားပါပြီဟေရှာယရဲ့ပြင်းပြတဲ့နှလုံးသားကိုပြင်တွေ့ရတဲ့ကျမ်းပိုက်ဖြစ်ပါတယ်အဲ့တော့ဒီကျမ်းပိုက်ကိုကြည့်ပြီးတော့ပြင်းပြတဲ့စန္ဒကဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့အောင်မြင်ခြင်းကိုပေးတဲ့အရာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီမှာတွေ့ရပါတယ်ဟေရှာယရဲ့ဆက်ကပ်နိုင်မှုကိုကျွန်တော်ကြည့်တဲ့အခါမှာသူ့ရဲ့ပြင်းပြတဲ့စိတ်နှလုံးထဲကနေပေါ်ထွက်လာတဲ့တကူးတွေကြောင့်မလို့ဘုရားသခင်ရဲ့အမှုတော်ကိုသူ့ရဲ့ prophet ပြုတဲ့အခါမှာခဲတွေမြောက်များစွာထဲမှာအောင်မြင်စွာသူတို့ဒီလိုပြုနိုင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စိတ်နှလုံးရဲ့ပြင်းပြတဲ့စန္ဒလို့ပြောလို့ရှိရင်အမျိုးမျိုးရှိပါတယ်ကောင်းတာရှိတယ်လို့မကောင်းတာလည်းရှိပါတယ်အများသောအားဖြင့်မကောင်းတာများပါတယ်ဘာဖြစ်လို့လဲဆိုရင်စိတ်စန္ဒအလိုစန္ဒလို့ပြောရင်ကျွန်တော်အာယုံ၅ပါးနဲ့ဆိုင်တဲ့စန္ဒတွေပို့ပြီးတော့များတယ်စားခြင်းနဲ့တောက်ခြင်းနဲ့သွားခြင်းနဲ့လာခြင်းဒီအရာတွေကအာယုံ၅ပါးနဲ့တောင်းဆိုတဲ့ဇာတိနဲ့ဆိုင်တဲ့စန္ဒတွေကရှေ့တန်းကိုထွက်လာတာဖြစ်တယ်အဲဒါပြင်းပြတဲ့အလိုစန္ဒလို့ပြောတဲ့အခါမှာကျွန်တော်ကကောင်းတဲ့အလိုစန္ဒဖြစ်ဖို့ရန်လိုအပ်တယ်အဲ့ဒါကြောင့်မလို့ဆာလံဆရာကဆာလံ39အငယ်4မှာဗာရေးလဲဆိုတော့ထာဝရဘုရားကိုမျှော်လင့်လို့ဒုပြုလင်စိတ်နှလုံးအလိုစန္ဒပြေဝတော့အခွင့်ကိုပေးလိမ့်မယ်အဲ့ဒီစိတ်နှလုံးအလိုစန္ဒကိုပြေဝတဲ့အခွင့်ကိုဘုရားပေးမယ်ဆိုတာကခုနကပြောတဲ့ကျွန်တော်ရဲ့အသွေးသားနဲ့ဆိုင်တဲ့အလိုစန္ဒမဟုတ်ဘဲနဲ့ဘုရားသခင်ပေးတဲ့အလိုစန္ဒဖြစ်ဖို့ရန်ဖြစ်ပါတယ်ဘုရားသခင်ပေးတဲ့စိတ်နှလုံးပြင်းပြတဲ့စန္ဒရလို့ရှိရင်ကျွန်တော်ကအောင်မြင်တဲ့လမ်းကိုကျွန်တော်ရှောက်လမ်းကြရမှာဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်မလို့ဒီနေ့ပြင်းပြတဲ့စန္ဒများပြောတဲ့အခါမှာဘုရားသခင်ပေးတဲ့စိတ်နှလုံးအကြံစီစိတ်နှလုံးစန္ဒကိုအဓိကပြောချင်တာဖြစ်တယ်ဆိုတာကိုဖော်ပြလိုပါတယ်မကောင်းတဲ့စိတ်နှလုံးစန္ဒကလည်းပဲသူ့အတီးပွင့်နေသူရှိပါတယ်မကောင်းတဲ့ဘက်ကစိတ်နှလုံးပြင်းပြတဲ့စန္ဒကြောင့်လှုပ်ဆောင်တဲ့အခါမှာသူမကောင်းတဲ့အရာတွေအောင်မြင်မှုကိုရရှိမှာဒါမဲ့ဒါကတော့နော်နောက်ဆုံးမှာပျက်စီးခြင်းကိုရောက်တဲ့အရာတွေဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ကယုံကြည်သူဖြစ်တဲ့အတွက်ဘုရားသခင်ဘက်၌စိတ်နှလုံးပြင်းပြတဲ့စန္ဒရှိဖို့ရန်အဲ့ဒီစန္ဒတွေရှိလို့ရှိရင်တကိုးတွေပေါ်ထွက်လာတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီခတ်တူတူနဲ့3ခုလေးကျွန်တော်ဖော်ပြလို့တယ်ကျွန်တော်ပထမတစ်ခုကဘာလဲဆိုတော့ထာဝရဘုရားကိုဖူးမြင်ရဖို့ရန်အတွက်ပြင်းပြသောစန္ဒလိုအပ်တယ်ဆိုတဲ့အကြောင်းဘုရားကိုဖူးမြင်ဖို့ရန်အတွက်ဘုရားကိုမြင်တွေ့ရဖို့ရန်အတွက်ကျွန်တော်တို့ကတော်ယုံတန်ယုံနဲ့ဘုရားသခင်ကိုမြင်တွေ့နိုင်မှာမဟုတ်ဘူးဘုရားကိုမြင်တွေ့ရဖို့ဘုရားဖူးမြော်နိုင်ဖို့နောက်မို့ဘုရားရဲ့မျက်မှောက်တော်ကိုချင်းကပ်နိုင်ရဖို့ရန်အတွက်စိတ်နှလုံးထဲကနေပြင်းပြတဲ့စန္ဒတွေရှိဖို့လိုတယ်ဆိုတာကိုအဲ့ဒါကိုဖော်ပြချင်တာပါဒီမှာဖော်ပြထားတဲ့ထွတ်မြောက်ကျမ်း33 18 19အဲ့ဒီမှာမောရှေရဲ့အကြောင်းကိုကျွန်တော်တွေ့ရှိရတယ်မောရှေကလူတသန်းလောက်ကိုခန္ဓာပီကိုခေါ်ဆောင်သွားတဲ့လမ်းခရီးမှာသူ့မှာသူသိချင်တဲ့အကြောင်းအရာတစ်ခုရှိလာတယ်။ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကလူတလောက်အများကြီးကိုနှစ်ပေါင်း40ခေါ်ဆောင်သွားရမယ်ခရီးကလွယ်တဲ့ခရီးမဟုတ်ဘူး။နောက်ပြီးတော့လူတသန်းလောက်ကိုဥဆောင်ရမယ်ခေါင်းဆောင်မှုကလည်းလွယ်တာမဟုတ်ဘူး။ဒါကြောင့်မလို့ तू ကဘုရားစီမှာသိချင်တာကို तू ကမေးတယ်ဒီထဲမှာနော်။ဘုရားသခင်ကျွန်တော်နဲ့အတူရှိတယ်ဆိုတာကိုဘယ်လိုလုပ်ဒီလူတွေသိမလဲဘုရားသခင်ကကျွန်တော်နဲ့အတူရှိတယ်ကျွန်တော်နဲ့အတူရှိတယ်သူတို့ခေါင်းဆောင်နဲ့ကျွန်တော်နဲ့အတူရှိတယ်ဆိုတာကိုသူတို့သိအောင်ကျွန်တော်ဘယ်လိုပြောနိုင်မလဲဘယ်လိုပြနိုင်မလဲဘုရားသခင်ကမပူပါနဲ့မပူနဲ့မင်းအရှိမငါသွားမယ်မင်းရဲ့အနောက်မှာလည်းငါသွားမယ်မင်းနဲ့အတူငါရှိတယ်ဒါပေမဲ့မောရှေကအဲ့ဒီလောက်နဲ့မကြည်နာဘူးသူရဲ့အထက်မှာတကယ်ပြင်းပြတဲ့စန္ဒတစ်ခုကဘာလဲဆိုတော့ဘုရားသခင်ကိုသူကိုယ်တိုင်မြင်ခြင်းနဲ့လူတွေအားလုံးလည်းဘုရားသခင်ကမောရှေနဲ့အတူရှိတယ်ဆိုတာကိုသူတို့မြင်ရလို့ရှိရင်မောရှေရဲ့ဦးဆောင်ခြင်းကနော်အောင်မြင်မယ်ဆိုတာကိုသူဒီလိုခံယူတဲ့အတွက်သူကဘာပြောလဲဆိုတော့ဘုရားသခင်ရဲ့ဘုန်းတော်ကိုကျွန်တော်ကိုပြပါတဲ့ show me your glory ဘုရားသခင်ကိုပြောဘုရားကျွန်တော်ကိုထင်ပြပါလို့သူကဘုရားသခင်ကတောင်းဆိုတာဘုရားသခင်ကမလိုပါဘူးငါမင်းနဲ့အတူရှိနေတယ်ဘုရားသခင်ကနေ့ရောညရောအတူရှိတယ်နေ့အချိန်မှာမိုးတိမ်တိုင်တဲ့ဘုရားသခင်အတူရှိညအချိန်မှာမီးတိမ်တိုင်တဲ့ဘုရားသခင်အတူရှိတယ်ဘုရားသခင်ကအန်ဒီရီအများကြီးထဲမှာသူကိုယ်တိုင်ရှိရသွားပြီးတော့နော်ဘေးပတ်လေဝင်းရံပြီးတော့ဘုရားသခင်ကပို့ဆောင်တယ်ဒါပေမဲ့မောရှေကမရဘူးသူတကယ်စိတ်ထဲမှာပြင်းထန်တော့ဘုရားကိုကျွန်တော်ကိုထင်ပြပါဘုရားရဲ့ဘုန်းတော်ကိုကျွန်တော်ကိုပြပါအချင်းချင်းတောင်းဆိုတဲ့အခါမှာဘုရားသခင်ကလိုက်လျောလဲလိုက်တယ်ဟုတ်ပြီဒါဆိုရင်
ငါရဲ့ကောင်းမြတ်ခြင်းအားလုံးကိုမင်းရှိမှငါရှောက်သွားမယ်ဒါပေမဲ့မင်းငါမျက်နာကိုမမြင်ရဘူးငါကြောကုန်းကိုပဲမြင်ရမယ်ဆိုတော့ဘုရားသခင်ကသူ့ရှိကနေရှောက်သွားတယ်မောရှေရဲ့ပြင်းပြတဲ့သူ့ရဲ့ဆန္ဒပြည့်စုံရတဲ့အခွင့်ကိုဘုရားသခင်သူ့ကိုပေးပြီးတော့ဘုရားသခင်ကိုသူဘုန်းတော်ကိုမြင်ရတဲ့အခွင့်ကိုရခဲ့တယ်ဆိုတာအဲ့ဒီမှာတွေ့ရှိရတယ်ဒီလောက်များတဲ့လူတွေကိုဥဆောင်ဖို့တဲ့မောရှေကဘုရားကိုမြင်တွေ့ဖို့တောင်းဆိုတဲ့အခါမှာဘုရားသခင်ကသူ့ကိုထင်ပြခဲ့တယ်သူ့ရဲ့ဘုန်းတော်ကိုပြခဲ့တဲ့အကြောင်းကိုဒီကျမ်းပိုက်ထဲမှာကျွန်တော်တွေ့ရှိရတယ်အင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့အရာဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရှိရတယ်ဓမ္မတစ်ထဲမှာလည်းရှင်လုကာ19ကိုကျွန်တော်ဖတ်ကြည့်လို့ရှိရင်ခရစ်တော်ယေရှုဘုရားကသူဒေသစရီကြောက်ပြီးတော့လဲတဲ့အခါမှာဂျေရီခေါမြို့ဘက်ကိုရောက်လာတယ်ဂျေရီခေါမြို့ကိုရောက်တဲ့အခါမှာအဲ့ဒီမှာလူအုပ်ကလည်းတိတ်ပြီးတော့များတယ်လူအုပ်ကြီးနဲ့လိုက်လာတဲ့အခါမှာအဲ့ဒီမှာတကယ်ပဲခရစ်တော်ယေရှုဘုရားကိုတွေ့ချင်တဲ့လူတစ်ယောက်ရှိတယ်။ तू ကဇာခဲဖြစ်တယ်ကျွန်တော်အားလုံးသိတဲ့အတိုင်း तू ကအရက်ပူတယ်။ तू ကအခွန်ခံဖြစ်တယ်။အဲ့ဒါမှ तू ကခရစ်တော်ကိုတွေ့ချင်လွန်းလို့နော်။ तू မှာအခက်ခဲတွေရှိတယ်။လူတော်တို့ပြီးခရစ်တော်ကို तू မြင်ရမှာမဟုတ်ဘူး။နောက်ပြီးတော့ तू ကအခွန်ခံဖြစ်တဲ့အတွက်လူတွေကလည်း तू ကိုကြိုက်မှာမဟုတ်ဘူးဆိုတော့ तू ရဲ့ပြင်းပြတဲ့ဆန္ဒကို तू ဘယ်လိုလုပ်တယ်လဲဆိုတော့တိမောသဖန်ပင်အပေါ်တက်ပြီးတော့ခရစ်တော်လာတဲ့လမ်းမှာခရစ်တော်ကိုမြင်တွေ့ရဖို့အတွက် तू အဲ့ဒီမှာ तू စောင့်ဆိုင်ပြီးတော့ခရစ်တော်ကိုသူကြည့်တယ်ခရစ်တော်ကိုတွေ့ရအောင်သူ့ရဲ့စိတ်လုံးထဲမှာဘယ်လောက်ထိပြင်းပြတဲ့ဆန္ဒရှိတယ်လဲဆိုတာကိုအဲ့ဒီမှာပေါ်ပြတာပါနော်အဲ့တော့သူ့နာကိုတစ်ပင်အောက်ကိုရောက်လာတဲ့အခါမှာခရစ်တော်ယေရှုဘုရားကမော့ချပြီးတော့ဇာခဲဆင်းလာခဲ့ငါဒီနေ့မင်းအိမ်မှာသမင်းစားမယ်မင်းနဲ့အိမ်ကိုငါသွားမယ်ဇာခဲကသူ့ရဲ့ပြင်းပြတဲ့စိတ်ဆန္ဒကိုခရစ်တော်နားလည်ပြီးတော့ခရစ်တော်သူ့ကိုလက်ခံပြီးတော့မှသူနဲ့သူ့ရဲ့အိမ်ကိုတွားပြီးတော့မိတ္တရာဖွင့်ခဲ့တယ်သမင်းစားခဲ့တယ်အဲ့ဒီခါမှာဇာခဲကသူ့ရဲ့ဘဝအသက်တာပြောင်းလဲသွားတာနော်ကျွန်တော်အားလုံးသိပါတယ်ဒီအကြောင်းအရာကဇာခဲအိမ်ကိုရောက်တဲ့ခါမှာဇာခဲကပြောင်းလဲသွားတယ်သူ့ရဲ့အသက်တာကပြောင်းလဲသွားတယ်ဒါကြောင့် तू ကဘာလို့လဲသူ့ရဲ့စန္ဒတွေကဘာစန္ဒတွေထပ်ပေါ်လာတယ်ဆိုတော့ကျွန်တော်သူများကိုတဆကျွန်တော်လင်ညာပြီးတော့သူယူခဲ့လို့ကျွန်တော်လေးစားပြန်ပေးမယ်သူနောင်တရပြီးတော့သူ့ရဲ့စိတ်ထဲမှာပြင်းပြတဲ့စိတ်ကပြန်ယော်ပေးခြင်းနဲ့ဆန္ဒတွေပါလာတယ်မကောင်းတဲ့အရာတွေကိုပြန်ပြီးတော့ပေးဆက်ခြင်းကိုသူအဲ့လိုပြောတယ်ဒါဒီမကသူသူ့ရဲ့စိတ်ထဲမှာဘာဆန္ဒတွေပြင်းပြဝင်လာတယ်လဲဆိုတော့စင်းရဲတဲ့လူတွေအများကြီးရှိတယ်သူ့ရဲ့ဥစ္စာတွေကိုရောင်းပြီးတော့တဝက်ကိုစင်းရဲတဲ့သူကိုကျွန်တော်ဝေပေးပါမယ်ဒီလောက်ထိကိုသူကပြောင်းလဲတဲ့လူအစ်စ်ဖြစ်သွားတာသူ့ရဲ့အိမ်သူအိမ်သားများအဲ့ဒါဘာလဲဆိုတော့ပြင်းပြတဲ့စိတ်ထားကြောင့်မလို့ဘုရားသခင်ကိုတွေ့တဲ့အခါမှာခရစ်တော်ကိုတွေ့တဲ့အခါမှာအဲ့ဒီတကူကြောင့်လို့အသက်တာပြောင်းလဲခြင်းနဲ့ပတ်ဝန်းကျင်မှာလည်းအကျိုးခံစားရတာတွေအများကြီးရှိလာတယ်ဆိုတာကိုအဲ့ဒါကိုကျွန်တော်တွေ့တယ်။တမန်ကျမ်းစာထဲမှာဒီလိုအဖြစ်အပျက်တွေအများကြီးရှိပါတယ်ကျွန်တော်တို့လူကာခန်းကြီး8ကိုကျွန်တော်တို့ဖတ်ကြည့်လို့ရှိရင်7နှစ်တွေးတွန်တဲ့အမျိုးသမီးကခရစ်တော်ယေရှုဘုရားကိုတွားပြီးတော့သူ့ရဲ့အင်ဂျီလေးကိုထိလိုက်လို့ရှိရင်ငါယောဂပျောက်မယ်ဆိုတာကိုယုံကြည်တယ်။စိတ်ထဲမှာပြင်းပြတဲ့ဆန္ဒရှိတဲ့အတွက်လူတော်တိုးလို့မရတဲ့ဒီအမျိုးသမီးကလူတော်ထဲမှာတိုးခွေပြီးတော့သူ့ရဲ့အာနေခြင်းတွေးတွန်တာ7နှစ်ဆိုတော့အာလုံးဝရှိမှာမဟုတ်ဒါပေမဲ့ဒီလိုတိုက်ဆွဲတဲ့သူခရစ်တော်နာကိုမရောက်အောင်တော့အဝတ်စားလေးကိုအင်ဂျီလေးကိုဆွဲလိုက်တဲ့အခါမှာသူ့အနာချက်ချင်းပဲပျောက်သွားတယ်ပြင်းပြတဲ့ဆန္ဒကြောင့်ခရစ်တော်ယေရှုဖျားကိုတုံ့မြစ်လိုက်တဲ့အခါမှာသူ့ရဲ့ကုလို့မရတော့တဲ့မျောလင်းခြင်းမရှိတဲ့သူ့ရဲ့အသက်တာကလူအစ်စ်ဖြစ်သွားတာကိုကျွန်တော်တွေ့ရှိရတယ်ပြင်းပြတဲ့ဆန္ဒကြောင့်မလို့ခရစ်တော်ကောင်းကြီးပေးခဲ့တဲ့ဒါကိုကျွန်တော်ခံစားရတယ်လူမျိုးမတူတဲ့ခန္ဓာအမျိုးသမီးဆိုတာဣတိလူတွေရဲ့ရန်သူပါပဲဒါပေမဲ့ခရစ်တော်ကဒီနေဆက်ကိုရောက်တဲ့အခါမှာခန္ဓာအမျိုးသမီးတယောက်ကသူ့စီကိုလာပြီးတော့မှအကူအညီတောင်းတယ်ဒီခန္ဓာအမျိုးသမီးသူ့ရဲ့စိတ်ထဲမှာခရစ်တော်ယေရှုဖျားကတကိုးရှိတဲ့အတွက်သူ့သမီးနတ်ဆိုးဆွဲနာကိုနင်ထုတ်ပေးနိုင်တယ်ဆိုတာကိုယုံကြည်တဲ့အတွက်လာခဲ့တာစွန့်ပြီးတော့လာခဲ့တာရန်သူဖြစ်ပေမဲ့အဲ့ဒီစိတ်ထဲမှာစိတ်လုံးပြင်းပြတဲ့ဆန္ဒကြောင့်မလို့ခရစ်တော်ယေရှုဖျားခင်တာမှာကိုရောကျမရဲ့သမီးနတ်ဆိုးဆွဲနေတဲ့ကိုညီပေးပါလို့ပြောတဲ့အခါခရစ်တော်ကညင်းသေးတယ်နော်ငါမင်းတို့လူမျိုးတက်လာတာမဟုတ်ဘူးငါလူမျိုးတက်လာတာမဟုတ်ပါဘူးကျမတို့စပွဲပေါ်ကကိုရောရဲ့သားသမီးတွေစားပြီးတော့စွန့်ထားတဲ့စနုပ်စပေါက်လေးကိုတော့ခွေးတွေအနေနဲ့စားပါရစေဒီလောက်ထိနှိမ့်ချစွာတောင်းဆိုတယ်သူ့သမီးကိုချစ်လွန်းတဲ့ဆန္ဒပြင်းပြတဲ့စိတ်ကြောင့်ခရစ်တော်ကဒီလောက်ကြီးမားတဲ့ယုံကြည်ခြင်းကိုငါမတွေ့ဘူးတဲ့
သူရဲ့တမီနတ်ဆိုးဆွဲတာကိုနင်ထုတ်ပေးလိုက်တယ်ပြောချင်တာဒီလိုအဖြစ်ပြက်တွေကတမန်ကျမ်းစာမှာအများကြီးပဲသူတို့ရဲ့စိတ်နှလုံးထဲမှာပြင်းပြတဲ့ကောင်းမြတ်တဲ့စန္ဒကြောင့်မလို့ဘုရားသခင်နဲ့တွေ့အောင်ခရစ်တော်နဲ့တွေ့အောင်ကြိုးစားပြီးတော့မှသူတို့လှုပ်ဆောင်တဲ့အခါမှာချင်းကပ်တဲ့အခါမှာတွေ့ရတဲ့အခွင့်ကိုရတဲ့အပြင်ခရစ်တော်ထံကနေရရှိတဲ့ကောင်းကြီးမင်္ဂလာဘုရားသခင်ထံကနေရရှိတဲ့တကူတွေကောင်းကြီးမင်္ဂလာတွေသူတို့ခံစားရတယ်ဆိုတာကိုကျွန်တော်တွေ့ရှိရတယ်။ဒါတမန်ကျမ်းစာထဲမှာတမိုင်းထဲမှာဒီအရာတွေရှိလို့ဒီနေ့ခေတ်ကာလမှာဒီအရာအများကြီးရှိပါတယ်။ကျွန်တော်ပန်ချပ်ပီမှာပန်ချပ်ပီကကျွန်တော်စာဒုစာတန်စင်ဆိုကျွန်တော်ကဘာကျော်ပုဂ္ဂိုလ်ပါကျွန်တော်အားလုံးကြားဘူးမယ်။စာဒုစာတန်စင်ကသူကစာဒစင်မနော်စာဒုကသူကဘုန်းကြီးဆိုစာဒုပေါ့နော်သူကခုနှစ်အရွယ်မှာသူ့အမေတည်သွားတယ်သူ့အမေတည်သွားတော့သူကတကယ်ဝမ်းနဲ့ကြေကွဲပြီးတော့ဒုက္ခတွေအမျိုးမျိုးခံစားရတယ်အဲ့ဒီခါမှာဘာဖြစ်လို့ဒါတွေဖြစ်တာလဲသူဖះကိုရှာတယ်ဖះကိုဆုတောင်းတယ်ဖះကိုဆုတောင်းနောက်ဆုံးဆုတောင်းမရဘူးအဖြေမရတဲ့အခါမှာသူ့အခန်းထဲမှာနောက်ဆုံးသူဘာဆုတောင်းလဲဆိုတော့ဒီနေ့ဖះကငါ့ကိုထင်ပြပြီးတော့မဖះရှိတဲ့အကြောင်းကိုဒီနေ့မပြလို့ရှိရင်ငါမိထတန်လမ်းပေါ်သွားပြီးတော့ငါကိုယ့်အကိုအသေးချောင်းကြံမယ်ဆိုတော့ तू ဆုံးဖြတ်ပြီးတော့ तू ဆုတောင်းတဲ့အခါမှာအဲ့ဒီအချိန်ခါမှာသူ့ရဲ့အခန်းထဲကိုအလင်းဝင်လာပြီးတော့မှအထက်ကနေအတန် तू ကြားရတယ် तू ဆုတောင်းတဲ့ဖခင်မဟုတ်ဘဲနဲ့तू ဆုမတောင်းတဲ့ဖခင်ရောက်လာမတိတော့ဖခင်ခရစ်တော်ယေရှုဖခင်ရောက်လာမင်းဆုတောင်းတဲ့အတန်ကိုငါကြားတယ်ငါကဖခင်မင်းစီကိုလာပြီးတော့ကဲတင်တာအဲ့ဒီအတန်ကို तू ကြားတဲ့အခါမှာ तू ပြောင်းလဲသွားတယ်စစ်မှန်တဲ့ဘုရားကဘုရားခရစ်တော်ယေရှုဘုရားဖြစ်တယ်ဆိုတာကိုသူလက်ခံပြီးတော့မှဒီစာရုစာစင်ရဒီနီပေါ်ပြည်နယ်နော်ပန်ဂျပ်ပြည်နယ်အိန္ဒိယပြည်မှာလက်ပြီးတော့မှခရစ်တော်အကြောင်းကိုတက်တည်ခံတဲ့သူတော်စင်ကြီးဖြစ်လာတာကဘာကျော်ပုဂ္ဂိုလ်ကသူကနော်ခရစ်တော်ကိုဘုရားကိုသူကဘုရားကိုမဟိယမကစိတ်နှလုံးပြင်းထန်စွာရှာတဲ့အတွက်တွေးရှိပြီးတော့ဘုရားအသက်တာပြောင်းလဲသွားတယ်သူ့ကြောင့်မလို့ပြောင်းလဲတဲ့သူတွေအများကြီးကျွန်တော်ရှိမှာဖြစ်ပါတယ်အဲကြောင့်မလို့ဒီဘုရားသခင်ကဂတိပေးထားတဲ့စိတ်နှလုံးအကျွင်းမဲ့နဲ့ငါ့ကိုရှာလင်းတွေ့လိမ့်မယ်ငါဒီလဲတင်တို့ကြီးအတွေ့ကိုခံမယ်ဆိုယေရမိ29:73မှာအဲ့လိုဖော်ပြထားတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ဒီခါမှာလဲဘုရားသခင်ကိုတွေ့ဖို့ဘုရားသခင်မျက်မှောက်တဲ့ကိုဝင်ရောက်ဖို့ဘုရားသခင်ရဲ့ဘုန်းတော်ကိုရရှိဖို့အဲ့ဒီကနေဘုရားရဲ့ကောင်းချီးမင်္ဂလာတွေအနာပြောက်ခြင်းတွေရရှိဖို့ရန်အတွက်ကျွန်တော်ကစိတ်နှလုံးထဲကနေပြင်းထန်တဲ့စိတ်စန္ဒရှိဖို့လိုတယ်ဘုရားသခင်ကိုတွေးခြင်းနဲ့စိတ်တိုးဝင်ခြင်းနဲ့စိတ်ကိုးကွယ်ခြင်းနဲ့စိတ်အဲ့ဒါကအရေးကြီးဆုံးဖြစ်ပါတယ်အဲ့ဒီကနေတကူရရှိတာဖြစ်တယ်ဒုတိယတကူကဘာလဲဆိုတော့ဝိညာဉ်တကူခံစားရဖို့ရန်အတွက်ပြင်းပြတဲ့စန္ဒလိုတယ်ကျွန်တော်ကခရစ်တော်ယေရှုဘုရားကိုလက်ခံရရှိပြီဆိုတော့ကျွန်တော်ကအလိုလိုနေနဲ့ဝိညာဉ်တော်ကကျွန်တော်ထဲမှာရှိလာပြီကျွန်တော်ကဗတ္တိဇံခံတဲ့အခါမှာခရစ်တော်ရဲ့နာမတော်နဲ့ဗတ္တိဇံခံတဲ့အခါမှာကျွန်တော်ရဲ့အထက်မှာတန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်ထဲကိုဝင်ရောက်ပြီးတော့ကျင်းဝတ်ပြီးတော့နေပြီခရစ်တော်ရဲ့ဝိညာဉ်ဒါပေမဲ့ဒီဝိညာဉ်တကူရရှိဖို့ရန်တော့ကကျွန်တော်ရဲ့အထက်မှာဝိညာဉ်ရှိဖို့ရန်တက်မဟုတ်ဘဲနဲ့အဲ့ဒီဝိညာဉ်ရဲ့တကူနဲ့အသက်ရှင်နိုင်မှုရန်အတွက် be filled with the Holy Spirit ဝိညာဉ်တော်ပြေဝခြင်းရှိရမယ်တကူကအဲ့ဒါမှပေါ်လာမှာဖြစ်တယ်အဲ့တော့အဲ့ဒီတကူဝိညာဉ်တကူရရှိဖို့ရန်လိုတယ်ဘာဖြစ်လို့လဲဆိုတော့ယုံကြည်သူတိုင်းကနော်အတင်းတော်တိုင်းကဝိညာဉ်တကူလိုတယ်ကျွန်တော်တို့မှဝိညာဉ်တကူမရှိလို့ရှိရင်တာသနာ့ဘလူနဲ့ဘာမှမထူးခြားဘူးသူတို့လည်းဒီလိုပဲကျွန်တော်တို့လည်းဒီလိုပဲဆိုရင်ကျွန်တော်တို့ကထူးခြားတဲ့ဘုရားရဲ့သားသမီးမဟုတ်ဘူးထူးခြားတဲ့သားသမီးထူးခြားတဲ့ဘုရားသခင်ရဲ့အတင်းတော်ခရစ်တော်ရဲ့ခန္ဓာကိုယ်ဆိုလို့ရှိရင်တကူရှိတဲ့ယုံကြည်သူဖြစ်ရမယ်တကူရှိတဲ့အတင်းတော်ဖြစ်ရမယ်အဲ့ဒါမှဒါလင်ကဘာမှာထူးခြားပြီးတော့အလင်းပေးနိုင်မဲ့သူတွေဖြစ်မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲကျွန်တော်ကဝိညာဉ်နဲ့ဆိုင်တယ်ကျွန်တော်ယုံကြည်တာကကျွန်တော်ဘုရားကဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းကိုးကွယ်ရကျွန်တော်ဝိညာဉ်ဖြစ်တဲ့နာဝိညာဉ်ဖြစ်တဲ့ဘုရားသခင်ကိုကိုးကွယ်နေတဲ့အခါမှာတစ်ဖက်မှာဘုရားသခင်ရဲ့စန့်ကျင်ဘက်ဖြစ်တဲ့ဝိညာဉ်နတ်ဆိုးစာတမန်ကလည်းဝိညာဉ်မမြင်ရတဲ့ဝိညာဉ်နဲ့ရှိတယ်ဧပေ6မှာဖော်ပြထားတဲ့တမန်တော်ရှင်ကငါတို့ဒီအသွေးသားရှိသောယံတို့ကိုတိုက်လန်နေရသည်မဟုတ်ကောင်းကင်၌ရှိသောအာနာတကူနဲ့၎င်းစာတန်နတ်ဆိုးတွေနဲ့၎င်းတိုက်လန်နေရတယ်အဲ့ဒီစာတန်တကူကဒီနေ့ကျွန်တော်ကိုတိုက်နေတဲ့အခါမှာကျွန်တော်မှဝိညာဉ်တကူမရှိရင်တိုက်လို့မနိုင်ဘူးကျွန်တော်ရဲ့ခွန်အားနဲ့ကျွန်တော်ရဲ့ပညာနဲ့ကျွန်တော်ထွင်ထားတဲ့လက်နဲ့ဓာတ်နဲ့တနတ်နဲ့မရနိုင်ဘူးကျွန်တော်မှဘာနဲ့တိုက်ရမလဲဝိညာဉ်တကူနဲ့တိုက်ရမှာအဲ့ဒီဝိညာဉ်တကူကျွန်တော်စီမှာရှိရမယ်ဒီဝိညာဉ်တကူရှိဖို့ကလွယ်ကလေးနဲ့
ရိုးရိုးလေးနဲ့ရော့ဆိုတော့ဘုရားသခင်ကပေးလိုက်တာမဟုတ်ဘူးစိတ်နှလုံးထဲမှာတကယ်အဲ့ဒီဝိညာဉ်တကူရှိဖို့ရန်အတွက်ကျွန်တော်တို့ပြင်းပြတဲ့ဆန္ဒရှိဖို့ရန်လိုတယ်အဲ့ဒီဆန္ဒရှိမှဒါလည်းဘုရားသခင်ကကျွန်တော်တို့ဒီဝိညာဉ်တကူပေးမယ်ဆိုတာကိုအဲ့ဒါကိုဖော်ပြထားတာဒီဖိလိပ္ပိ3ငယ်9မှာရှင်ပေါလုရဲ့အကြောင်းကိုရေးထားတာသူမြတ်မကငါဤသခင်ယေရှုကိုတည်တော်ပညာသည်တဲ့အဘယ်မြတ်လောက်မြတ်ဒီကိုထောက်၍ခတ်သိမ်းသောအရာကိုရှုံးစီသောအရာကဲ့သို့ငါထင်မှတ်၏သူရဲ့စိတ်နှလုံးပြင်းထန်မှုနော်ခရစ်တော်ကိုတည်တော်ပညာရဖို့ရန်အတွက်ကြံတဲ့အရာအားလုံးကိုသူစွန့်နိုင်တယ် surrender all ရှိသမျှစွန့်ရည်ဆိုတော့အဲ့ဒါကိုပြောတာလောကမှာရှိသမျှအရာကိုစွန့်ပြီးတော့ခရစ်တော်စီကရတဲ့ပညာခရစ်တော်စီကရတဲ့တကူအဲ့ဒါကိုဆိုရင်နော်ကြံတဲ့အရာအားလုံးကိုစွန့်နိုင်တယ်ဆိုတာသူကဒီလိုဖော်ပြတာရှင်ပေါလုရဲ့စိတ်ထဲမှာသူရဲ့ပြင်းထန်တဲ့ဆန္ဒကသူရဲ့ချမ်းသာဖတ်တဲ့အခါမှာကျွန်တော်အများကြီးတွေ့ရတယ်သူရဲ့အတ္တအတွက်ပြင်းပြတဲ့ဝိညာဉ်တကူရရှိဖို့ရန်အတွက်သူကိုယ်တိုင်ဆုတောင်းတယ်သူရဲ့အတင်းတော်လည်းသူ့အတွက်ဆုတောင်းခိုင်းတယ်ဝိညာဉ်တကူတူလိုတယ်ဆုတောင်းပေးပါငါအတွက်နော်သူအဲ့ဒီလောက်ထိဆုတောင်းတယ်ဘာဖြစ်လို့လဲတပါးမျိုးသားတို့ကိုခရစ်တော်ယေရှုဖခင်ရဲ့အကြောင်းကိုပြောရမယ့်တာဝန်ကိုဖခင်သခင်ကသူ့ကိုပေးထားတဲ့အတွက်ဒီတာဝန်ကိုထမ်းဆောင်တဲ့အခါမှာဝိညာဉ်တကူလိုတယ်အဲကြောင့်အဲ့ဒီဝိညာဉ်တကူရရှိဖို့ရတဲ့ဆိုဆုတောင်းတယ်သူ့ရဲ့အတင်းတော်လေးအားလုံးကလည်းသူ့ကိုဆုတောင်းခိုင်းတယ်ပြင်းပြတဲ့ဆန္ဒသူစီမှာရှိသူ့ရဲ့ပြင်းပြတဲ့ဆန္ဒကဘာလဲဆိုရင်တပါးမျိုးသားတို့ကိုကဲတင်ချင်းရဖို့ရတဲ့သူလုပ်ရမယ့်အလုပ်တွေစိတ်ထဲမှာပြင်းထန်စွာအဲ့ဒါလိုဆန္ဒရှိတဲ့အတွက်သူလှုပ်ဆောင်တာဒါကြောင့်သူတာနာခီးတွေတာနာခီးမိုင်ပေါင်းများစွာတင်မောခီး3ချိန်လောက်သူတွားခဲ့ပြီးဟိုတော့ကခရစ်တော်ရဲ့မဟာစေခိုင်းချက်မှာတင်းတို့ဒီလောကီနိုင်ငံအရတို့တွား၍မြေကြီးစုံတိုင်အောင်တွားရင်ငါရဲ့အဝိတရားကိုဟောပြောလို့ဆိုတာသူရဲ့စိတ်ထဲမှာအဲ့တုန်းကအချိန်ခါမှာသူတွားစရာကုန်သွားပြီမြေကြီးအဆုံးရောက်ပြီးပြီလို့လူတွေကဒီလိုခန့်မှန်းတယ်ဘာဖြစ်လို့လဲသူတင်းမောနဲ့တွားတဲ့ခီးမှာနောက်တော့တွားစရာနေရာကိုမရှိတော့တာအောင်လုံးကဘာတစ်လုံးတစ်ခုလုံးကြီးကိုသူတို့အလုံးဒီနေ့ကလည်းမမြင်ရသေးဘူးဒါပေမဲ့သူရဲ့စိတ်ထဲမှာပြင်းထန်တဲ့ဆန္ဒကတာရနာပြုဖို့အေးဝလေးလုံးဝိညာဉ်ကယ်တင်ဖို့ဆိုတဲ့စိတ်ပြင်းထန်စွာသူ့ထဲမှာရှိတယ်ဆိုတာကိုအဲ့ဒါကိုကျွန်တော်တွေ့ရတယ်တကယ်ရှင်ပေါလုရဲ့စိတ်ပြင်းထန်မှုဘယ်လောက်ထိပြင်းထန်တဲ့ဆန္ဒရှိတယ်လဲဆိုတာကိုသူအဲ့ဒီမှာကျွန်တော်တွေ့ရှိရတယ်ဒါပေမဲ့တစ်ဖက်မှာဖိလိပ္ပိကတမန်တော်တင်းထောက်ဖိလိပ္ပိကရှမာရိပြည်မှာတွားပြီးတော့အေးဝလေးလို့တဲ့အများကြီးအောင်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ယေရှုဖခင်အချိန်တော့ရှမာရိမြို့ကိုဖြတ်တဲ့အခါမှာတပည့်တော်ဒီကိုပြောတယ်မြို့ထဲဝင်ပြီးတော့အစားတောက်သွားတောင်းပါငါစားတယ်ဆိုခရစ်တော်ကပြောတဲ့အခါမှာမြို့ထဲဝင်တယ်တပည့်တော်ဒီမြို့ထဲဝင်တဲ့အခါမှာအဲ့ဒီတပည့်တော်တွေကရှမာရိလူတွေကိုတွေ့တော့ဘာပြောလဲလို့ရှမာရိလူတွေကမင်းတို့ကငါတို့မုံမပေးနိုင်ဘူးမင်းတို့တခင်ငါတို့မုံမကျွေးနိုင်ဘူးမင်းတို့ကယူဒလူငါတို့ကရှမာရိလူတို့ကရန်သူတွေဖြစ်တယ်ခွဲခြားဆက်ဆံတဲ့မပေးဘူးအဲ့ဒါနဲ့တပည့်တော်ရခရစ်တော်စီကိုပြန်လာပြီးတော့ကိုရောဒီရှမာရိလူတွေကကျွန်တော်တို့မကြွေးဘူးအေလိယလိုကောင်းကင်ကနေမီးချပြီးတော့ဒီရှမာရိမြို့ကိုမီးရှို့ပလိုက်ရအောင်လို့ခရစ်တော်ကိုသူတို့အဲ့လိုပြောတယ်ခရစ်တော်ကဘာမှမပြောနောက်တစ်ရွာကိုတွားကြစို့တွားခဲ့တာနောက်တစ်ရွာရောက်တဲ့အခါမှာဟိုမှာခရစ်တော်ရဲ့တကူပြချင်းကြောင့်နတ်ဆိုးနေထုတ်တာတွေရှိတယ်ယောဂပျောက်တာတွေရှိတယ်အောပွေကောင်းတာအများကြီးပြုလို့တယ်ဒီခရစ်တော်ကိုလက်မခံတဲ့ရှမာရိမြို့ကအဲ့ဒီကောင်းကြီးမင်္ဂလာတွေကိုမရရှိခဲ့ဘူးခရစ်တော်ကောင်းကင်ကိုတက်သွားပြီးတဲ့နောက်တမန်တော်ခေတ်မှာတမန်တော်ဖိလိကအဲ့ဒီမြို့ကိုသွားတဲ့အခါမှာအားလုံးလက်ခံတယ်ဘာဖြစ်လို့လဲအရင်ကခရစ်တော်လုပ်ခဲ့တဲ့အရာတွေကိုလည်းသူတို့နောင်တရတယ်သူတို့လက်မခံမိတဲ့နောင်တလည်းပါတယ်ခရစ်တော်အကြောင်းကိုပြောတဲ့ဖိလိပ္ပိရဲ့အေဝံဂေလိတရားတွေနော်အတိယပိအမတ်ကိုမင်းချင်းမင်္ဂလာပေးခဲ့တာတွေဖိလိရဲ့အေဝံဂေလိကအများကြီးအောင်မြင်သွားတယ်သူတွေအားလုံးအောစရာကြီးအများကြီးတွေ့တယ်အောင်မြင်တယ်အဲ့ဒါကိုကြားတဲ့အခါမှာဂျေရုဆလင်မြို့ကနေပေတရုတို့ယာကုပ်ယောဟန်တို့လိုက်လာပြီးတော့လာကြည့်ပြီးတော့ဖိလိကြောင့်မလို့ဟောပြောပြီးတော့ပြောင်းလဲလာတဲ့လူတွေအားလုံးကိုလက်တင်ပြီးတော့ဆုတောင်းတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ဝင်လာတယ်ဝိညာဉ်တော်ဝင်လာပြီးတော့ဝိညာဉ်တော်တကိုးတွေရရှိပြီးတော့သူတို့လည်းအောစရာကြီးဖြစ်လာတယ်အဲ့ဒီမှာနဝိဇ္ဇာရှိမုန်ဆိုတာရှိတယ်နဝိဇ္ဇာရှိမုန်ကလည်းသူကလည်းတစ်ဖက်ကလည်းယုံကြည်တယ်လို့တစ်ဖက်ကသူကနတ်ပြုတ်စားတာနဲ့စီးပွားရှာနေတာအဲ့တော့ तू အဲ့ဒါကိုမြင်တဲ့အခါမှာငါရဲ့လက်ကိုတင်လိုက်တဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ကိုဝင်နေဆိုတော့
ပေတရုစီကိုလာပြီးတော့ပေတရုကိုတောင်းတယ်ခင်ဗျားတို့အဲ့ဒီတကူကိုကျွန်တော်ကိုရောင်းပါလားပတ်စံပေးမယ်ပေတရုကပြောတာပတ်စံနဲ့ဝယ်လို့ရတာမဟုတ်ဘူးငွေနဲ့ဝယ်လို့ရတယ်ဘုရားသခင်ပေးတဲ့အရာဖြစ်တယ်အဲ့ဒီဝိညာဉ်တကူကိုစီးပွားလုပ်ချင်တဲ့လူကရှိတယ်နတ်ဝိဇ္ဇာတွေကဒါပေမဲ့ပြောချင်တာဒီနေ့စိတ်နှလုံးထဲမှာပြင်းထန်တဲ့ဆန္ဒကြောင့်ဝိညာဉ်တော်တကူတွေပထမကနဦးအတင်းတော်မှာပြည့်လာတဲ့အခါဘုရားဘုန်းတော်အများကြီးထင်ရှားတယ်ဆိုတာကျွန်တော်အဲ့ဒီမှာကျွန်တော်တွေးရှိရတယ်တကယ်မစိတ်လုံးပြင်းထန်စွာဝိညာဉ်တကူတောင်းတဲ့အထဲမှာပြောမယ်ဆိုရင်ဂေဒရှင်မဥယျာဉ်မှာခရစ်တော်ယေရှုဘုရားဆုတောင်းတဲ့အခါမှာအဲ့ဒီတော့ခရစ်တော်ယေရှုဘယ်လောက်ထိစိတ်ထဲမှာပြင်းပြတဲ့ဆန္ဒရှိလဲဆိုတော့အဲ့ဒီမှာပေါ်လွင်တယ်ဘာလို့ခရစ်တော်ယေရှုဘုရားပေတရုယာကုပ်ယောဟန်3ယောက်ကိုခေါ်သွားတယ်ဂေဒရှင်မဥယျာဉ်နားလေးမှာခေါ်သွားကျန်တဲ့သူကိုအဝေးမှာထားခဲ့တယ်ခရစ်တော်အဲ့မှာဘာပြောလဲဆိုငါဒီတေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိတယ်ငါတွား၍ဆုတောင်းတဲ့အခါမှာတင်းတို့ဒီငါနဲ့အတူစောင့်၍နေကြလောခရစ်တော်ဘုရားကဘုရားသခင်ရဲ့အလိုတော်ပြည့်စုံစေဖို့အတွက်စိတ်လုံးထဲမှာပြင်းထန်တဲ့ဆန္ဒရှိတယ်အဲ့တော့ the passion of the Christ ဆိုတာအဲ့ဒါ passion of the Christ သူရဲ့စိတ်လုံးဆန္ဒပြင်းထန်မှုကိုဂျေရုဆလင်မြို့မှာဒီဂေတရှင်မှာဥယျာဉ်မှာသူပြခဲ့တာချွေးကြတာကသွေးဆက်လို့ပဲဒီလောက်ထိစိတ်နှလုံးခံစားချက်ရှိတယ်ပြန်လာတဲ့အခါမှာတပည့်တော်တွေအိတ်နေတယ်တပည့်တော်တွေထဲမှာအဲ့ဒီပြင်းပြတဲ့စိတ်မရှိဘူးခရစ်တော်မှာအဲ့ဒီပြင်းပြတဲ့စိတ်ရှိတယ်ခရစ်တော်ရဲ့ပြင်းပြတဲ့စိတ်ဆန္ဒကိုအဲ့ဒီမှာဖော်ပြပေးခဲ့တာကိုကျွန်တော်အဲ့ဒီမှာတွေ့ရှိရတယ်ကျွန်တော်အဲ့ဒီပြင်းပြတဲ့ဆန္ဒဝိညာဉ်တကူရဖို့ပြင်းပြတဲ့ဆန္ဒရှိလို့ရှိရင်ကျွန်တော်ဝိညာဉ်တကူရနေတယ်ဘာဖြစ်လို့လဲဆိုအဲ့ဒီဝိညာဉ်ကအရင်တော့ဝိညာဉ်ကအခုလည်းအဲ့ဒီဝိညာဉ်ပဲအဲ့ဒီဝိညာဉ်ကိုပေးတဲ့ဘုရားသခင်ကလည်းအခုလည်းအဲ့ဒီဘုရားသခင်ပဲကျွန်တော်တို့ကစိတ်နှလုံးထဲရတယ်အဲ့ဒီဝိညာဉ်တကူကိုရဖို့ရန်အတွက်ကျွန်တော်တို့ကစိတ်နှလုံးထဲမှာပြင်းပြစွာဆန္ဒနဲ့တောင်းလို့ရှိရင်ဘုရားမပေးဘဲမနေဘူးအဲ့ဒီဝိညာဉ်တကူရတဲ့အခါမှာကျွန်တော်တို့ကထူးခြားတဲ့တက်တာနဲ့တပါးသူများကိုအလင်းပေးနိုင်တဲ့လူတွေတက်တေခါနိုင်တဲ့လူတွေအောင်မြင်တဲ့သာနာပြုတွေဖြစ်မယ်ဆိုတာအဲ့ဒါကိုကျွန်တော်တွေးရှိရတယ် Charles X Spurgeon ဆိုအင်္ဂလိပ်တရားဟောဆရာသူကကဘာအကျော်ကြားဆုံးတရားဟောဆရာလို့ပြောလို့ရတယ်ဘာဖြစ်သူ့ကိုခေါ်တာ the prince of preachers သူကတရားဟောဆရာဒီအားလုံးရဲ့ဘုရင်သူတရားဟောတာအေးမတမကောင်းတဲ့အတွက်တရားဟောတဲ့အခါမှာလူတွေအများကြီးပဲသူလာကြတယ်ငယ်အတင်းတော်ငယ်လေးကနေအတင်းတော်ကြီးထဲမှာနော်ရောက်ရှိလာတဲ့အခါမှာတဖြည်းဖြည်းနဲ့လူတွေများလဲသူတရားဟောတဲ့နေ့ဆိုလို့ရှိရင်ကျောင်းသားတွေအခွင့်ယူပြီးတော့လာပြီးတော့နားထောင်တယ်ဆိုင်တွေအားလုံးပိတ်ပြီးတော့လာပြီးတော့နားထောင်တယ်အဲ့လောက်ကြီးနိုးကြတဲ့ preacher တရားဟောဆရာဖြစ်တယ်သူတရားဟောတဲ့အခါမှာပရိသတ်တရားတချို့ကပြောတယ်သူတရားဟောတာသူ့ရဲ့အတန်ကရိုးရိုးအတန်မဟုတ်ဘူးတဲ့ကောင်းကင်ကနေပြောတဲ့အတန်လိုပဲသူတို့အဲ့လိုကြားဝိညာဉ်တော်အားဖြင့်ပြောတဲ့အတန်လိုပဲသူတရားဟောတာအဲ့လိုဖော်ပြတယ်ဘာဖြစ်လို့ဒီလောက်တောင်တကိုးရှိရတယ်လဲသူကစိတ်လုံးထဲမှာတကယ်ပြင်းပြတဲ့ဆန္ဒနဲ့ကျမ်းစာဖတ်တယ်ကျမ်းစာကိုဖတ်တယ်ညလုံးဖတ်တယ်ကျမ်းစာကိုပိတ်ပြီးတော့ဘာလုပ်လဲဘုရားသခင်စီကအတန်တော်ကိုနားထောင်တယ်ဝိညာဉ်တော်ကနေသူ့ကိုပြောပြမယ်ဖွင့်မယ်အတန်ကိုမကြားမချင်းသူဆွတောင်းတယ်နော်ကျွန်တော်ရိုးရိုးဆွတောင်းပြီးအာမင်တလောက်ပဲသူကမကြားမချင်းအပြေမရမချင်းကိုဆွတောင်းတညလုံးအဲ့လောက်ထိဆုတောင်းတဲ့အတွက်ပြင်းပြတဲ့ဆန္ဒကြောင့်မလို့သူရေးတဲ့တရားဟောချက်တွေသူဟောတဲ့တရားဟောချက်တွေကဘာမှဒီနေ့ပြုတွင်ပြောင်းနေ Charles H. Spurgeon ရဲ့တရားဟောချက်စာအုပ်တွေအတန်ဖိုင်နေအများကြီးရှိသေးတယ်ဒီနေ့အဲ့ဒါတွေကဘာကြောင့်လဲဆိုကျွန်တော်တကယ်ကိုပြင်းပြတဲ့စိတ်နဲ့ဝိညာဉ်တကူလို့ပေးပါလို့ဘုရားသခင်ထံမှာတောင်းလို့ရှိရင်ဘုရားသခင်ကမပေးဘဲမနေဘူးဝိညာဉ်တကူကျွန်တော်လိုတယ်ဝိညာဉ်တကူပြေးသွားတဲ့အတင်းတော်ဖြစ်ဖို့ရန်လိုတယ်နောက်ဆုံးတစ်ခုကဘာပြောချင်လဲဆိုရင်အောင်မြင်သောအသက်တာရရှိဖို့ရန်အတွက်ပြင်းပြတဲ့ဆန္ဒလိုတယ်အောင်မြင်သောအသက်တာအောင်မြင်သောခရိယာအသက်တာရရှိဖို့ရန်အတွက်ဘယ်အရာမဆိုအောင်မြင်ခြင်းလို့ရှိရင်ပြင်းပြတဲ့ဆန္ဒရှိဖို့လိုအပ်တယ်အရာတိုင်းစီးပွားရေးလောကမှာပညာရေးလောကမှာကျွန်တော်ရဲ့အားကစားမှာအမှုပညာမှာသူစပြင်ကျွန်တော်သာသနာမှာဘယ်အရာပဲဖြစ်ဖြစ်စိတ်နှလုံးပြင်းပြတဲ့ဆန္ဒကအောင်မြင်ခြင်းရဲ့လမ်းစဖြစ်တယ်ဆိုတာကိုမြန်မာပြည်မှာလည်းကျွန်တော်စကားပုံတွေရှိတယ်ကောင်းကင်တမွတ်ကျဲကိုစွတ်လဲမလွတ်စတမ်းရအမြဲလမ်း
Malusadan ya mielan. Kongi jeuron suino ya nine sura. Sing lunga pimpia mushi. Mayana busura, mashi busura dilo kind. Jaco jake. Jaria account the many the yeri account you. Kai me be so maluna no. Davida mother. Jaco jake sura. Atsa yabu te tagon yabu te. Tu ye pimpia sandane. Tu ye con ane. Load the kama maluna. No, she lean do. Jaro, Chente, Truye, Lusone, Truye, Pimpia, Sanda, John, shown is Ramshu, Gate Yaza, Toby. The Yari Almas, Pimpia, Sanda, John, Omi Chingu, Yashira. General Pramazon Billionaire, and Rukana Jesus, General Jabure, Tamanita Tea, no? Tamanita Tea. Do ye chanta watching a jungle, South Tobuyan, do ye a dream with young Atare, Napoleon Hills. Napoleon Higo, do ye a tuikori, do ye sandari, do ye nipinyari, do ye yonji chedi, along to a pure interview below you. This Augo be on Jiva. Napoleon here, this Augo Jire. This Auga, Digane, Tegrodima, the Tama, the Union da Pine, Sibuai, the Union da Pine, Timbia Sao, Pide, Bamapimale, Parapianare Saudi, Miashi, General Iowa, Pakebu, Napoleon here. No, ye had a chanta, Jewa, Siro, John the Amias, South, a twilight in Miaji. Any tema, a sheezon, a pinted cabalesero, desire. Pimpia de Sanda. Pimpia de Sandadi, Chanda Chin, Patamachi Lampi. Pimpia de Sandadi, Aumin Jin, Patamachi Lampi. Any desires or Sanda, Machiluchin, not the Saint Oziam. The Gnichero, a yossi dang, ma, Sanda, Pimpia de Sandashi, Siboy long in the Albion, Pina ye long in the Albion. General Paunchima, Lotimia Anua, Albion Yam, this Pimpia de Sanda Jam. Napoleon, he in Rukanajira, Balutla Albion, the Chaluria, to have Yunchichin, Pia Yunchichin Pare, Pia Yunchichin, Pound desire, Pede. They don't do ye Tamani say young and the Patamazo, Yari person along to a dinner people like Lublade, yet yours are Lude. Now lebe, Amiera, Sebu the Bull, Sebu Nabu, Sebu Tung, Piate Mie Lude. Do ye Ominchin, got desire, Piapi de Pimpia de Sandane, Ominchin to Yashi de John Era, poor Piata. To my Jana Tema Dawine, Polu Pure Saga, the Kushi era. One thing I do, so there. Nga piudo amu taku humugare. Piatkin ye no mata telon neami a jam, nga suit down yaume. Tawiga taku have suit down to 8 to suit down about this. Piatkin ye no ma taura neabu suit down is ra. Tuma nando in it, tuma a chui and in it, tuma osa string in it, piolumokona, she a dia to sum down. To Lugina Piaye, Miamodoma, Piatkin to Neabu, one thing I do. Piatkin Sutan. She bonwale one thing I do. Nga Puya me ayat the Kuhumuga, now much Yanikedo Ayago, Mamma Beshima, Shido Ayago, Suegan, you pandum de Yaonga, Pime, Sura. Poluye, Satema, Shide, Pimpia de Sanda, Tawi Satema, Shide, Pimpia Sandaga, the Lugu to Lure, Pandango, Yauside. Any Sanda yet the Goa through Edu Yashi, so that Jango, Tuishia. The Jambai Maji, Tari Jonia, Imtama, Sigwizasia, Gone. Kabauchan Tonset Nima, Chiria Kama. Yako ne ito. Ito sin Tepitore Yakoga. Do ye Yakoma, Labansima, Ludi, set Lini, Lubiro, Pianla Kama, Chanda, the Tipi Pianla. Siwa Osari, Tori, Noari, Mayadi, Maya Nima Nevirao, Tatamiri, a Chuyani, Juni, a Maya to Pianaya, Quimoya, La Tuanua, Balave Bama Mashi, Tame a Piama, Chandane Pianaya, Quimoya. Tame to shout at the Kushire, a Pian Lama. Do a go eat on Luliane, Labra to go, Taikabu, Sobre, Edio to Jarekam, to shout them. To shout there to Balot Le, Son Alum, Tillet time, 2 year PC, 2 year Ludi Chandar, Alum with the Yama Tower, 2 Diote, Chonama, Dobrama, Piatkintama, suit down there. Jansamaro,
လူတယောက်နဲ့နှစ်ပါးလုံးတယ်လို့ဖော်ပြထားတာအမှန်တော့သူအဲ့မှာတကယ်စိတ်လုံးထဲမှာပြင်းပြတဲ့စန္ဒနဲ့ဘုရားသခင်ထံမှာအကျင့်နဲ့ဆုတောင်းတာဘုရားကိတဲ့ချင်းမှာခရစ်တော်တောင်းတယ်လို့ပဲအဲ့လိုဆုတောင်းတာဘုရားသခင်နဲ့နှစ်ပါးလုံးတယ်လို့ပဲမနေ့မိုးလင်းတော့မယ်မနေ့လင်းတော့မယ်လွတ်ပါလို့မလွတ်ဘူးကျွန်တော်ကောင်းကြီးမရမချင်းမလို့ကောင်းကြီးမရသူဘာကောင်းကြီးလို့ရှင်လဲသူ့အကိုလာပြီးတော့သူ့ကိုဖမ်းမှတတ်မှသူကြောက်တယ်အဲ့ဒီကနေလွတ်ချင်တယ်သူရဲ့အနာဂတ်မှာပြောပြောရွှေရှင်နဲ့ဘဝသွားချင်တယ်အဲ့ဒါကိုလိုချင်တယ်ကျွန်တော်အဲ့ဒီကောင်းကြီးလိုချင်တယ်မင်းနာမည်ဘာတူလဲကျွန်တော်ယာကုပ်ပါဒီနေ့မင်းနာမည်ယာကုပ်မဟုတ်တော့ဘူးဣတေလဖြစ်သွားပြီသူ့ကိုကောင်းကြီးပေးလိုက်တယ်ယာကုပ်ဆိုတာလူလိမ်ပြောတာနော်ဣတေလဆိုတာလူကောင်းပြောတာဘုရားငါနဲ့အတူရှိတယ်ဆိုတာအဆန်တော့သူ့ဖေအေးစေကမင်းဘာတူလဲလို့ပြောတဲ့အခါမှာသူမပြောဘူးကျွန်တော်အေးတော့ပါလို့ညာပြောတာဖေကမျက်စိမမြင်ဘူးနော်အေးတော့လို့ပြောမှသူကအမွေရမှာလူညာဖြစ်တယ်ယာကုပ်ကနော်အမွေမွေးလာကြတဲ့သူ့အကိုခြေထောက်ဆွဲပြီးတော့မွေးလာတာလူလိမ်ဖြစ်တယ်ဒါပေမဲ့အခုသူ့ကိုဖျားမိတဲ့ခါမင်းဘာတူလဲလို့ပြောတဲ့ခါမှာသူဝန်ခံတယ်ကျွန်တော်ယာကုပ်ပါလို့သူပြောတာကကျွန်တော်လူလိမ်ပါလို့ဝန်ခံတာဖြစ်တယ်သူ့အပြစ်ကိုဝန်ခံတာဖြစ်တယ်ဒီနေ့မင်းလူလိမ်မဟုတ်တော့မင်းလူမင်းယာကုပ်မဟုတ်တော့မင်းကဘုရားသခင်ကိုနိုင်တဲ့လူဘုရားသခင်နဲ့သူရှိတဲ့လူဣတိလဖြစ်တာဣတိလတမိုင်းဆိုတာဣတိလဆိုတာသူကနေစဒီနေ့ဣတိလလူမျိုးဖြစ်လာတာဘုရားသခင်ကသူတောင်းတဲ့ blessing ယန်သူ့အကိုရဲ့အဖွဲ့အနေနော်လွတ်မြောက်ဖို့သူ့ရဲ့အနာဂတ်ကောင်းဖို့အတွက်ပေးတဲ့ကောင်းကြီးမင်္ဂလာကငါပေးတာဘုရားသခင်ကြောင့်ရတာမင်းကြောင့်ရတာမဟုတ်မင်းမရှိတဲ့ဥစ္စာပစ္စည်းတဲ့ဒီမောင်းမမိတ်တန်ဒီအရာတွေနဲ့မင်းရတာမဟုတ်ဘူးဆိုတာသိဖို့ရန်အတွက်မိုးလင်းတဲ့ကောင်ဘုရားသခင်ကသူ့ရဲ့ဖောင်ချံကိုချိုးပလိုက်တယ်ယာကုပ်က permanent disability နော်သူကဘုရားသခင်ကသူ့ပေါင်ချံကိုချိုးလိုက်တယ်တစ်သက်လုံးထောနဲ့နေရတယ်သူ့ရဲ့အသက်တာမှာဘုရားသခင်ကိုဝန်ချလိုက်တယ်ဘုရားသခင်ကသူ့ကိုကောင်းကြီးပေးတာကသူ့ကြောင့်မလို့ရတာမဟုတ်ငါကြောင့်ရတာမဟုတ်အနာဂတ်မှာလည်းငါကြောင့်ဘာမှမရနိုင်တော့ငါကဒုက္ခိတဖြစ်သွားပြီဘုရားကြောင့်တာလည်းရနိုင်မယ်ဆိုတဲ့ဥစ္စာအောင်မြင်ခြင်းကိုပေးတာကကိုမဟုတ်ယာကုပ်မဟုတ်ဘုရားသခင်ဖြစ်တယ်ဆိုတာကိုအဲ့မှာသိစေချင်တယ်ဒီနေ့အောင်မြင်ခြင်းရဖို့ရန်အတွက်ပြင်းပြတဲ့ဆန္ဒရှိဖို့လိုတယ်ကျွန်တော် pandemic တုန်းက online နေဘုရားရှိခိုးတော့ကျွန်တော်လည်းမတောက်တစ်ခေါက် online နေဘုရားရှိခိုးတရားတွေဟောတယ်အိမ်မှာရိုက်ပြီးတော့ခိုင်သူဆရာကဲပါကူကြည့်ပါအောင်ခိုင်သူအဲ့ရ size ကျွန်တော်ကူညီတယ်ခိုင်သူမှာဒီစိတ်ဓာတ်မျိုးရှိတယ်ပြင်းပြတဲ့ဆန္ဒရှိတယ်ဒီဟာကိုသူရအောင်လုပ်မယ်ကျွန်တော် wifi မကောင်းသူ့ရင်လည်း wifi မကောင်းတော့ကောင်းမမနဲ့ကြာလို့ရှိရင်ကွန်ပျူတာအိမ်ထဲမှာတွားပြီးတော့download လုပ်ရတယ်ကွန်ပျူတာအိမ်ကwifi က download speaker တိတ်များတော့နော်ကျွန်တော်တို့အိမ်မှာတနိုင်လောက် download လုပ်ရကွန်ပျူတာအိမ်ထဲမှာစက္ကန့်ပိုင်းလောက်ဆိုရတယ်သူကဘာလဲသူ internet ကအရင်ကောင်းလို့သူအဲ့ဒါကြီးစူးစမ်းအခုကြည့်အရင်ကောင်းလာသူစူးစမ်းတယ်လေ့လာတယ်သူအခုအများကြီးသိလာတယ်အများကြီးတက်လာတယ်သူများကိုပြန်တင်ပေးနိုင်တဲ့အဆင့်ကိုရောက်သွားပြီစိတ်ထဲမှာပြင်းပြတဲ့ဆန္ဒကအောင်မြင်ခြင်းကိုပြီးတယ်ဆိုတာအဲ့ဒါကိုကျွန်တော်တွေးရှိရတယ်ဒီနေ့ကျွန်တော်ကဘုရားအလုပ်ကိုလုပ်တဲ့လူတွေဖြစ်တဲ့အတွက်ကျွန်တော်စီမှာပြင်းပြတဲ့ဆန္ဒရှိဖို့လိုတယ်ကျွန်တော်ရဲ့အမှုတော်မှာအောင်မြင်မှုတဲ့ပြင်းပြတဲ့ဆန္ဒရှိရင်မအောင်မြင်ပဲမနေဘူးကျွန်တော်ရဲ့အတင်းတော်ကပြင်းပြတဲ့ဆန္ဒရှိဖို့လိုတယ်အဲ့လိုဆန္ဒရှိဖို့ရန်ကျွန်တော်ကအင်ရှင်ဖြစ်ဖို့လဲလိုတယ်ကျွန်တော်ကအဲ့ဒီမဟုတ်အင်ရှင်ဖြစ်တယ်ဆိုတာကိုကြည့်ရအောင်အဲ့ဒီဆိုရင်တော့စားပြီးတောက်ပြီးပြန်သွားတာဘာမှလုပ်စရာမလိုဘူးနော်အင်ရှင်ဆိုတာကစားပြီးတောက်ပြီးရှင်းရအောင်မယ်စားပြီးတောက်ပြီးလို့ဒီအတင်းတော်နဲ့ဆိုင်တဲ့အလုပ်အားလုံးငါလုပ်ပဲဘုရားသခင်ရဲ့အမှုတော်အားလုံးငါလုပ်ပဲဆိုငါလုပ်ရမယ်ဆိုတော့ sense of belonging ဆိုတာကျွန်တော်စီမှာရှိမှတာလဲပြင်းပြတဲ့စိတ်ထားကအဲ့ဒီကပေါ်လာတာကျွန်တော်တော့မှဆိုလို့ရှိရင်တော့အဲ့ဒီက3ရက်လောက်အဲ့ဒီလုပ်ပြီးလို့ရှိရင်3ရက် join အဲ့ဒီမဟုတ်တော့အရှင်ဖြစ်သွားတယ်ပကံဆေးရင်လည်းဆေးရမယ်တမင်ချက်ရင်လည်းချက်ရမယ်နော်ကျွန်တော်စီမှာအတင်းသားလို့အဲ့ဒီလို့ဒီမဖြစ်ဖို့လိုတယ်ကျွန်တော်အားလုံးအရှင်ဖြစ်မှပဲဒီပြင်းပြတဲ့စန္ဒဒီကဝင်လာတယ်လို့ရမယ်ဆိုတဲ့တာဝန်နဲ့ဝတ္တရားတွေကဝင်လာအဲ့ဒါကျွန်တော်စီမှာအရေးကြီးတယ်လို့လေအတင်းတော့တဘာမှကိုယ်တိုင်ကအတင်းသားဖြစ်တယ်ကိုယ်တိုင်ကပိုင်ရှင်ဖြစ်တယ်ဆိုလို့ရှိရင်
ဒီအတင်းတော်ရဲ့တိုးတက်ဖို့ကြီးပွားဖို့ဖခင်ဘုန်းတော်ထင်ရှားဖို့ကပြင်းပြတဲ့စန္ဒကကျွန်တော်စီမှာရှိလာမယ်အဲ့ဒီစန္ဒကနေဘာဝင်လာတယ်လဲဆိုတော့တကူတွေဝင်လာအဲ့ဒီတကူအားဖြင့်ကျွန်တော်အောင်မြင်ခြင်းရမယ်ဝိညာဉ်ပြေဝခြင်းရဘုရားသခင်ကိုဖူးမြင်ရတဲ့အခွင့်ကိုရမယ်ဆိုတော့ဒီသုံးချက်လေးနဲ့ခွန်အားပေးလိုပါတယ်အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ